အာဆနယ်ကိုအသုံးချပြီးလာစာတိုးဖို့အတွက်များဗီနီးရှက်ကြံရွယ်ခဲ့သလားမင်္ဂလာပါခင်ဗျာစာရုပ်တက်တန်တနေ့တာကျွန်တော်ရဲ့ဗီနီးရှက်ဟာရီယယ်မန်ထင်းနဲ့စာရုပ်တက်တန်တိုးဖို့အဆင်မပြေဖြစ်နေခဲ့ပြီးဒီကြားထဲမှာအာဆနယ်အသင်းကဝင်ရောက်လာခဲ့ပါတယ်ဒီတော့ဗီနီးရှက်အနေနဲ့ရီယယ်မန်ထင်းနဲ့အာဆနယ်တို့ရဲ့ဂျာဘယ်အသင်းကိုများရွေးချယ်သွားမလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာခဲ့တာပါဒီတော့ဒီအပြောင်းအရွှေ့ဟာတွေးစရာရဲ့ရမ်းများပြားလာခဲ့ပြီးဒီမတိုင်ခင်ကလည်းတာတကားတွေရှိခဲ့ပူတာကြောင့်အာဆနယ်အသင်းဟာဗီနီးရှက်အတွက်အသုံးချခံအသင်းများဖြစ်လာမလားဆိုတာကလည်းတန်ရာဝင်စရာကောင်းလာခဲ့တာပါအာစတယ်အသင်းအားထရော့ဆန်နဲ့မာတင်နယ်လီတို့ဘယ်ဘယ်ချမ်းကိုကြီးမားတဲ့အပြောင်းလဲလုပ်ဖို့ရှိနေပြီးဒီနေရာအတွက်လည်းဒီနေ့ဂျေကစားမတူကိုခေါ်ယူလိုနေတာပါ။တိုက်ဆိုင်ဗီနီရှက်စာချုပ်တန်းကလည်းကုံစုံမှုနီးကပ်လာနေတယ်လို့စာချုပ်တစ်ကလည်းကြမ်းကြာနေကြတာကြောင့်အာစတယ်တို့ဝင်ရောက်လာခဲ့တာပါ။အစောပိုင်းအနေထားတွေမှာတော့အာစတယ်အသင်းကတစ်ပတ်အသက်အနေထားနဲ့ကစားမတွေခေါ်ယူလိုခဲ့ပေမဲ့အခုနောက်ပိုင်းကလေးတွေမှာတော့ကစားမဖြစ်သူကပါပြူမဲသေးခွဲသွားပုံရတာပါ။တကယ်တော့အာစတယ်ဝင်ရောက်လာမှုဟာကစားမဖြစ်သူကရီယယ်မန်ချေဘက်ကသူလိုရှိတဲ့လားဆောင်မာနာကိုပေးချေသွားမယ်လို့ထင်ခဲ့ပုံရပါတယ်။ဒီလိုပြပြမျိုးဟာအရင်တုန်းကလည်း Real Madrid ကစားမတူလည်းဖြစ်ခဲ့မှုပြီးအဲတုန်းကတော့ Real Madrid အသင်းကောင်းဆောင်မှုဟာ Real Madrid နဲ့စာချုပ်သေးချုံးဆိုဖို့ကြံကြာနေကြတာပါဒီနေ့ထားကို United အသင်းကကြောင်းဝင်လာခဲ့ပြီးကစားမကိုခေါ်ယူဖို့အသင်းရှိတယ်လို့ကန်လန်ခဲ့တာပါအဲတုန်းကလည်း Ramos United ရောက်မယ်ဆိုတဲ့သတင်းဟာတော်တော်လေးသတင်းကြီးခဲ့ပူတာပါဒါပေမဲ့လည်းအဲတုန်းက Ramos အသင်းကောင်းဆောင်လည်းဖြစ်တယ်လို့မရှိမဖြစ်ကစားသမားလည်းဖြစ်ခဲ့တယ်လို့ Real ဘက်ကလည်းလာစာတိုးမြင့်ပေးခဲ့တာပါဒါကြောင့်လည်းအခု Vinicius နဲ့ Arsenal တို့ရဲ့ဖြစ်ဖြစ်ဟာ Ramos နဲ့ United တုန်းကလို့ဖြစ်ဖြစ်မျိုးဖြစ်လာလိမ့်မလားလို့တွေးမိခဲ့တာပါဒါပေမဲ့လည်း Arsenal ဝင်လာသည့်တိုင် Real ဘက်ကကစားမကိုသူတို့ရဲ့ plan အတိုင်းပဲစာချုပ်တန်းတိုးသွားမှာဖြစ်ပြီးကစားမရဲ့ဆန္ဒအတိုင်းလုံးဆောင်ပေးသွားမှာမဟုတ်ပါဘူးဒါကြောင့်ကစားမဖြစ်သူဟာ Arsenal ကိုသုံးချလို့မရတော့ပဲ Real ဘက်ကပေးတဲ့အတိုင်းယူအသင်းမှာဆက်နေမလားဒါမှမဟုတ်သူတကယ်လို့ကျင်းတဲ့ခံစား권အတိုင်း Arsenal အသင်းကိုပြောင်းရွှေ့မလားဆိုတာဆုံးဖြတ်သွားရတော့မှာဖြစ်ပါတယ်ကစားမဖြစ်သူက Real Madrid အသင်းစီကနေလာစာတိုးမြင့်ခံစား권နဲ့အပြင်လက်မှတ်ထိုးခြင်းတွေလိုချင်နေတာကြောင့် Real Madrid ဘက်ကကစားမဖြစ်သူကိုအဓိကကစားမဖြစ်နေသည့်တိုင်အောင်အသင်းမှာဆက်လက်ရှိနေစေခြင်းပေမဲ့ကစားမဖြစ်သူရဲ့ဆန္ဒကိုလိုက်ရောက်ပေးသွားဖို့တော့ဆန္ဒရှိမနေပါဘူးဒီနေ့မနက်စောပိုင်းမှာတော့မတိကျတဲ့သတင်းရင်းမြစ်တွေရဲ့ဖော်ပြမှုတွေအရကစားမဖြစ်သူဟာအာဆနယ်အသင်းနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီလို့ဖော်ပြလာခဲ့ပါတယ်ဒီတော့ကစားမဖြစ်သူအနေနဲ့အာဆနယ်အသင်းကိုပဲပြောင်းရွှေ့တော့မှာလားဆိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့တာပါအာဆနယ်အသင်းဟာဘယ်တော့မှတနေရာအတွက်ကစားမကောင်းတူကိုခေါ်ယူလိုနေပြီးဗီနီရှက်ကိုသာခေါ်ယူခွင့်ရခဲ့မယ်ဆိုရင်အာဆနယ်အသင်းဟာပရီးမီးယားလိဂ်မှာသာမကချန်ပီယံလိဂ်ပြိုင်ပွဲမှာသာချန်ပီယံဆုကိုစုကူးနိုင်ဖို့အတွက်ရည်မှန်းထားနေကြတာပါအာဆနယ်အသင်းဟာဗီနီရှက်ကိုသာရခဲ့မယ်ဆိုရင်တောင်တင်းဆိုလိုစင်ကိုပိုင်ဆိုင်သွားတော့မှာဖြစ်ပြီးကွလက်လူတူအဖြစ်နဲ့လည်းမြို့ကဆယ်ကွန်းနဲ့လူဘရူနိုဂီမာရေးစ်ကိုခေါ်ယူဖို့သဘောတူထားခဲ့တာပါ။ဒါကြောင့်အာစနယ်တဲ့လူစင်းကတော့တကယ်ကိုဒီနေ့ကျဲလူစင်းခင်းချင်းကိုပိုင်ဆိုင်ခွင့်ရသွားတော့မှာပါ။ဗီလေးကလောက်ပါမယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။